မစော့ဘူးတဲ့ဂိမ်းတွေနဲ့လည်းစော့ရတယ်ဂိမ်းတွေကလည်းကျန်းတယ်တီကောင်တွေနွားချီနဲ့တွေနဲ့ပါရင်းနှီးသွားခဲ့တယ်လို့ပြပြလာခဲ့တဲ့ရတနာမိုင်းနဲ့ theory ကျော်ဒုက္ခိုင်းပါချစ်နေပါတော့အဓိကကတော့ကိုရီးယားတော့အသားမဲသွားရအောင်အသားမဲချင်းရဲ့အဓိကနောက်ွယ်ရဲ့တရခံကတော့ဆယ်လီစိုက်ပျိုးရေးရိုက်ကူးလို့ပေါ့နော်အဓိကအဲ့မှာအဓိကအသားတွေလည်းမဲတယ်ဒဏ်ရာတွေလည်းရကြရတယ်မိတ်ပြက်အစီအစဉ်လည်းဖြစ်တယ်ရန်တွေဖြစ်ကြခြားကြရန်ဖြစ်ကြအဲ့လိုမျိုးတွေနဲ့ပေါ့နော်ကိုရီးယားတော့ချစ်ကြတယ်နော်ညီမတွေအဆုံးထိကိုချစ်ချစ်ပါလေ game တွေကအတူးမှာပို့ပြီးကျန်းသွားတယ်ပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်စော့လို့လည်းအရင်ကောင်းတယ်ဒဏ်ရာတွေရတယ်လေတကယ်ဟုတ်တယ်ဟိုပေါ့နော်အတုံးခွန်ဆိုင်အကုန်လုံးတွန်းတွန်းတိုက်တိုက်စော့ရတဲ့ game တွေလည်းပါတယ်ဆိုတော့1ထက်2ကပို့ပြီးတော့ကြည့်လို့ကောင်းမယ်လို့ပြောချင်ပါတယ်အလဲတော့ဒီမှာနေကာရလည်းပါတယ်ဆိုတော့လုံတုံးဖြစ်ကြတယ်တီတောင်းလေးကဟဲ့တယ်ဟိုအဓိကကတော့အဲ့စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ဟာပါနေရပါမွေးမြူရေးတွေပါမယ်ဒီစိုက်ပျိုးရေးနဲ့ပါတဲ့ဒီနွားချီတို့ပါလို့ဆိုတာဓာတ်မြေဩဇာပေါ့နော်ကိုရီးနဲ့ဆိုတော့အနင်းခံရခေါင်းပေါ်တော့ကြာခံဆိုတော့ကိုရီးနဲ့နည်းနည်းလှမ်းတဲ့အရာတွေနဲ့တကယ်ထိတွေ့နေပြီဟုတ်တယ်နွားချီသည်ရန်ကိုပွေးသည်အဲ့ဒါလေးလည်းကြုံ